အေးတကယ်ချင်းပြောလေ ဘာတွေလုပ်နေလဲဘယ်မှမသွားဘူးလားတကယ်ချင်း ဘယ်မှမသွားပါဘူးဟဲ့ဒီမှာထိုင်းနေတောင်မှာပဲချွေးတွေပြန်နေတာဒီမှာမီးကလည်းပြက်ရာသီဥတုကလည်းပူဒီနေ့နေရာဒီတော့ငါဘယ်လိုဖြတ်တန်းရမယ်တော့မသိဘူး အမေဒါများအေးလေးနေရအောင်ဆိုလာနဲ့ဘက်ထရီတစ်ဆက်လောက်ဝယ်ထားလိုက်ပေါ့ဟာ အမလီကုန်စည်တော့ကြီးမှကြီးနေဟေးဘယ်လိုဝယ်တက်ရမလဲပြပြပါအောင်ငါ ဒီမသိသေးဘူးလား Live Flight ရဲ့တကူးဈေးပွဲတော်မှာဈေးဝယ်သူတိုင်းဆိုလာနဲ့ဘက်ထရီဆက်လိုက်ကဲထုတ်နိုင်မဲ့ Lucky Draw အစီအစဉ်ရှိရလေ ဟုတ်လားအေးငါ့ကိုပြပြအောင်လေအဲ့ဒါဆိုလို့ရှိရင်လေ ငါတော့မနေ့ကမှအိမ်အတွက် decoration ပြင်ဖို့ပစ္စည်းတွေသွားဝယ်ခဲ့တာ short ဈေးကြီးလည်းအများကြီးရတယ်တကြံအတွက်တောက်စင်ရနဲ့လက်ဆောင်တွေလည်းပေးလိုက်သေးတယ်ဟာပြီးတော့လေ3သိန်းခွဲဖို့ပြည့်ရနဲ့ Lucky Draw တစ်ဆောင်ပေးသေးတယ်နင်းဆိုလာကန်ထိုးချင်ရင်မြဝယ်လေပောက်ဖို့အခွင့်အရေးပုံများလေပဲနော် အေးအဲ့ဆိုငါ့ကိုနေနောက်ဆုံးရက်လေးငါ့ကိုတစ်ချက်ပြောပေးအောင်လေ promotion တွေတင်နေနောက်ဆုံးလေဆိုတာလေးကိုလေအေး April လ17ရက်နေ့နောက်ဆုံးနေလိုချင်တာရှိရင်မြန်သွားဝယ်ထားလိုက်အောင် အေးအဲ့ဆိုငါ့ယောက်ျားခေါ်ရင်ငါတော့ဝယ်လိုက်မယ်နော်တကယ်ချင်းကျေးဇူးပဲနော်တကယ်ချင်း အေး Live Flight Showroom တိုင်းမှာ Match လ24ရက်နေ့ကနေစပြီးတော့ April 17ရက်နေ့ထိတကူးစေးရောင်းပွဲတော်ကြီးကိုကျင်းပမှာဖြစ်ပြီးစိတ်ဝင်စားစရာ Lucky Draw အစီအစဉ်နဲ့ Game Activity တွေ Short ဈေးတွေအပြင်လက်ဆောင်တွေပါရမှာဖြစ်လို့အမြန်ဆုံးလှမ်းလာဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်။